ဒီနေ့ကကျတော့မဆိုကိုတီကလေးစားချင်တာနဲ့ပစ္စည်းလေးတွေဝယ်လာတာရှိတာနဲ့တိုးရင်တွေကရှိတဲ့စက်သားလေးတွေရလူချင်းလေးတွေရလောက်ပြမှာပြကဲလိုက်ကြေးကြမယ်ရှိမဆိုတော့ကိုတီကလေးချက်ရမှာတော့အချင်းရီဆော့လေးရဒီစီချက်လေးရပဲဖြစ်ပါတယ်ဒီကကျတော့ငရုတ်ဒီဆက်လေးနဲ့ချင်းငံဆက်လေးပေါ့နော်ကဲချင်းဆက်လေးအရန်ကြိုက်နော်အဟင်းရဲ့အနာလေးကအစမ်းမမွေကိုတီရိုဆိုလို့ရှိရင်အနာနဲ့ကိုမနေနိုင်ဘူးပေါ့နော်ဘလောက်ပဲဆဆာရမမုံဘူးရှိနော်ဒီကကျတော့ချက်ချီတောက်လေးချက်တီနဲ့ပါးလေးနဲ့အသေးချာလေးနူးအိအောင်အဟင်းရဲ့ကိုအဓိကစက်ထားတာပဲဖြစ်ပါတယ်ရှင်ကဲဒါလေးဆိုလို့ရှိရင်တော့ကဲအရင်ဆုံးမြည်ကြေးမှာပေါ့နော်အရသာလေးကဘလို့လေးနေလဲကဲဖျားစွန်လေးကပ်ပြီးဆိုတော့အရသာလေးကိုအရင်မြည်ကြေးမှာပဲဖြစ်ပါတယ်ကဲမဆိုတို့လိုမျိုးကိုတီကိုအကြိုက်သူတွေရှိလားကဲမဆိုရဲ့အကောက်လေးမှာကကျတော့ပါလေးတင်ဆက်ပေးသွားမလဲဆိုတော့ကဲ surprise ပေါင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးမယ်ပြီးလို့ရှိရင်ခိတ်လောက်တာတွေခိတ်ရှမုတ်အလားစင်တာလေးတွေကိတ်လေးတွေမုံမျိုးစုံလေးတွေနဲ့အတူတူဟင်းချက်နီးတွေတင်သွားပြီးမှဖြစ်လို့ကဲပေါင်းလေးတွေနှိမ့်မယ်အသေးလေးတွေပေးမယ်ကောမက်လေးတွင်မှလည်းသဲလို့တီးချင်တာအကြောင်းအရာတွေရှိရင်မန်းလာခဲလို့ရှားပါတယ်ကဲပြီးလို့ရှိရင်မဆူရဲ့အကောက်လေးတွေကိုလည်း share သွားပေးလို့ရတယ်အရင်တုန်းကမဆူရဲ့အကောက်ကကြတော့အကောက်လေးလွတ်ကျသွားတယ်ကိုယ့်ရဲ့အကောက်အောင်ကိုပြန်ဝင်လို့မစားဘူးเนาะအကောက်တုတွေတတိထားပါလို့မဆူကလည်းပြောပြစင်ပါတယ်ကဲအကောက်တုတွေကကြတော့တကယ်ရေးမဆူနဲ့ surprise box လေးတွေလှုပ်ချင်နေဆိုလို့ရှိရင်ဗီဒီယိုကောနဲ့ဖြစ်စေဖုန်းနံပါတ်နဲ့ဖြစ်စေအသေးသေးချာ Messenger မှာချက်ပေါက်မှာစကားပြောပြီးမှငွေလွှဲကြပါလို့မြေတားရက်ခံပါတယ်ဒီနေ့ကကျတော့မောက်လာဦးတိုဘူးကြော်လေးနဲ့ကိုတီယိုလေးစားမယ်ကဲတဲ့တို့လာမြည်ကြည့်ကြပါဦးရှင်เนาะအကြိုက်တူတွေရှိရှင်မန်းလာခဲ့ပါဒီနေ့ကကျတော့ဗီဒီယိုလေးရရှေ့သွားမှကြောက်လို့ဒီလောက်လေးပဲတင်ဆက်ထားတာပေါ့နော်အရင်ကောက်မှဆိုရှင်မဆိုမောင်လာဦးတူဘူးဆက်တာတွေကြော်တာတွေအသေးစိတ်တင်ပြတာတွေလည်းရှိတာပေါ့နော်အရင်ကောက်ကြသွားလို့ဒီအခုကကြတော့ဒီအကောက်တစ်လေးနဲ့တင်နေပေးလိုက်တာဖြစ်ပါတယ်ကဲမဆိုနဲ့ surprise box လေးတွေလုံးစင်တဲ့အနီးဝေးမှယူအားပေးတဲ့ဘဲလေးတွေကကြတော့အကောက်တူတွေတတိထားပါအတုပါတွေတတိထားပါနော်အဲ့ဒါကြောင့်လာပြောပြရင်ဒီနေ့ကိုတီကိုစားတာပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့မတိသေးတဲ့ဘဲတွေရောတိသွားပြီးတဲ့ဘဲတွေရောအားလုံးကိုချစ်တယ်နော်အမြဲတမ်းဝန်းရံပေးကြတဲ့အသေးလေးတွေအရန်ချစ်တယ်နော်ကိုတီယိုလေးစားရင်းနဲ့ဒီနေ့ကစိတ်ကူလေးပေါက်တာနဲ့ဗီဒီယိုလေးကိုလက်ရိုက်ရင်းနဲ့ပြောပြပေးတာဖြစ်ပါတယ်ကဲ၍အခုကစတော့လေခွေးပုတ်မှာမုတ်ဖိုးတွေပေးတယ်နော်လူလိန်တွေအစမ်းမသူတို့ညားတာပေါ့နော်ဖေးပုတ်မှာမုတ်ဖိုးပေးတယ်ဟိုတာပေးတဲ့အရန်ရန်မနှိမ့်ကြတယ်နော်ကိုအကောက်ကိုသူတို့ဝင်ဟပ်ပြီးလို့ရှိရင်သူတို့ကပတ်စံလိုက်ချီမယ်နီးမျိုးပေါင်းစုံနဲ့လုံနေတာပေါ့နော်ဒါပေမဲ့မဆူရဲ့တငယ်ချင်းတွေအများအားဖြင့်ထိကြတယ်မဆူရဲ့အကောက်မှာတော့သူလည်းလက်မိတ်ဆက်တဲ့အများကြီးပေါ့နော်မဆူကမနှိမ့်ရတော့အကောက်မပါဘူးဒါပေမဲ့ TikTok အကောက်ကကျတော့အခိုးခံလိုက်ရပါတယ်ရှင်ဒါကြောင့်မို့လို့နော်ဖျားတော့မှာဖျားဖြစ်ကန်ဒီလို့ရှိအတိုက်ခံရှိသေးတာပဲကိုရီးယားတမန်လူဆိုတော့ရှိတာပဲเนาะဒါပေမဲ့ဘယ်တော့မှဒီကွာလုံးဝကိုဆွဲမစော့ပဲနဲ့ကိုကိုတိုင်းရိုးရိုးသားကြိုးစားလေးရှာလို့ရှိရင်ရတယ်ဆိုတာယုံကြည်ပါတယ်ဒါပေမဲ့သူများစိတ်ဒုက္ခဖြစ်တယ်လို့သူများအကောက်ခိုးနေတဲ့သူတွေသူများငွေလိမ်စားနေတဲ့သူတွေเนาะရောက်လေရအရက်ကနေကျမ်းမာပါစေချမ်းသာပါစေလို့ဆုမော်ကောင်းတောင်းရည်နဲ့ဒီလောက်ပဲပြောပြပါတယ်ရှင်ဒါပေမဲ့မမဆိုဒီနေ့ကတော့ဒီလောက်ပဲဘိုင်ဘိုင်